ဖះတရားအရန်လုပ်တဲ့မိန်းမအများစုဟာဘာလို့စိတ်ပုတ်ကြတာလဲမင်္ဂလာပါရှင်ဒီနေ့မှာပြောမယ့်အကြောင်းအရာကနည်းနည်းတော့ထိချလွယ်ပါတယ်ဒါပေမဲ့လူတိုင်းရဲ့ပတ်ဝန်းကျင်မှာကြုံမှုနေကြကိစ္စတစ်ခုပါကျမတို့မြင်မှုကြမှာပါဖះလည်းမပြတ်ဘူးပတိလည်းမချဘူးအလှအတန်းဆိုလည်းရှေ့ဆုံးကပဲဒါပေမဲ့လက်တွေ့ဘဝမှာတော့အတင်းအဖျင်းပြောတယ်မနာလိုစိတ်ကြီးတယ်တစ်ဖက်သားကိုနှိမ်ချတတ်တယ်ဒီတော့လူတွေကမေးခွန်းထုတ်လာကြတယ်ဖះတရားလုပ်တဲ့သူကဘာလို့စိတ်ပုတ်ကြတာလဲတကယ်ပဲဖះတရားကသူတို့ကိုပြောင်းလဲမပေးနိုင်တာလားဒါမှမဟုတ်သူတို့ကပဲဖះတရားကိုအသုံးချနေတာလားဒါကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပြီးလူအများကြားမှာညှင်းခုန်ရလေးရှိတဲ့အချက်တစ်ခုပါဖះတရားလုပ်တယ်ဆိုတာတကယ်တော့စိတ်ထားဖြူစင်မှုဖြစ်ပေမဲ့ဘာလို့အပြင်ပန်းမှာစိတ်ပုတ်တယ်လို့မြင်နေရတဲ့သူတွေရှိနေတာလဲဆိုတာကိုအချက်အလက်အချို့နဲ့သုံးသပ်ကြည့်ရအောင်ပါပထမဆုံးချက်ကတော့ဝိညာဉ်ရေးရာအရလမ်းကြောင်းလွဲတာပါတချို့ကကိုယ်စိတ်ထဲမှာရှိနေတဲ့မနာလိုမှုဒေါသအာဃာတတွေကိုရင်မဆိုင်ကျင်ကြပါဘူးအဲ့ဒီအစားဖျားရှိခိုးတာပရိစိတ်တာကိုအကွာအကွဲဖြစ်သုံးလိုက်တာပါသူတို့စိတ်ထဲမှာငါတော့ဝိပြုနေတာပဲငါကတော့အလှလုံနေတာပဲဆိုတဲ့အတွေ့နဲ့ကိုကောင်းလာပြီလို့ထင်နေကြတယ်ဒါဟာတကယ်တော့ကိုယ့်ရဲ့အမေဆက်တွေကိုတရားနဲ့ဖုံးကွယ်ထားတာဖြစ်လို့အထက်ကစိတ်ပုတ်ကမထွက်သွားပဲပို့ပြီးအမြင့်တွင်နေတတ်ပါတယ်ဒုတိယအချက်ကတော့တရားဝင်အတ္တပါဒါကပိုကြောက်ဖို့ကောင်းပါလေငါကတော့တီလာဆောင်နေသူတို့ကတော့အောက်တန်းစားတွေငါကတော့နိဗ္ဗာန်နဲ့နီးနေပြီဆိုတဲ့အတွေ့ကလူကိုပို့ပြီးမှန်တက်စေပါတယ်ဒီလိုလူမျိုးတွေကဖရာတရားကိုစိတ်ထားထူးညံ့မှုမသုံးပဲသူတစ်ပါးကိုပြစ်တင်မှုဝေဖန်မှုအတွက်ပေတံတစ်ခုလိုသုံးလာကြတယ်သူတို့သတ်မှတ်ထားတဲ့ပေတံနဲ့မကရင်အကုန်စိတ်ပုတ်တယ်လို့မြင်ကြတာပါတကယ်တော့တရားလုပ်တယ်ဆိုတာအတ္တကိုတတ်ဖို့ဖြစ်ပေမယ့်သူတို့ကတော့အတ္တကိုတရားနဲ့အစာကျွေးနေကြတာပါနောက်တစ်ခုကတော့လူမှုရေးဟန်ပြမှုပါကျမတို့လူဖွဲ့စည်းမှာဖရာတရားလုပ်တဲ့သူဆိုရင်လူအများကလေးစားကြတယ်ယုံကြည်ကြတယ်အဲ့ဒီတော့တချို့ကဒီပုံရိပ်ကိုလိုချင်လို့ဖရာတရားလုပ်ကြတာပါစိတ်ရင်းကတရားကိုလိုချင်တာမဟုတ်ပဲလူတော်လူကောင်းလို့အခေါ်ခံကျင်ကြတာပါအဲ့ဒီလိုလူတွေဟာအခွင့်အရေးရရင်ရတယ်လို့တစ်ဖက်သားကိုနှိပ်ကွပ်ဖို့ဝင်မလေးကြပါဘူးဘာလို့လဲဆိုတော့သူတို့ရဲ့ကောင်းမွန်ခြင်းကအပေါ်ယံအရေးခွင့်တက်တက်ဖြစ်နေလို့ပါစာတတ်ပေတတ်တာဖြစ်ခြင်းအများစုကတရားရဲ့အနှစ်သာရဖြစ်တဲ့မေတ္တာဂရုဏာနဲ့အတ္တသဘောကိုနားလည်အောင်ကြိုးစားတာတဲ့ရွတ်ဖက်တဲ့စေတာနဲ့အစဉ်အလာလှုပ်ထုံးလုံနည်းတွေကိုပဲအာယုံဆိုင်နေကြလို့ပါငါဖျားတရားလုပ်နေတယ်ဆိုတဲ့အတ္တကပိုကြီးလာပြီးတခြားသူတွေကိုထင်သေးတာငါသာလျင်မြတ်တယ်လို့ထင်တာမျိုးတွေဖြစ်သွားတတ်ပါတယ်ပုံရိပ်လွှာနောက်ွယ်ကဖျားတချို့ကပဝင်းကျင်ရဲ့အတိမတ်ပြုမှုကိုလိုချင်လို့ဖျားတရားလုပ်ပြတာမျိုးရှိပါတယ်စိတ်ထဲမှာတကယ်မပါဘဲလုပ်နေရတဲ့အတွက်စိတ်ပြည့်စည်မှုတွေရှိလာပြီးအဲ့ဒီဒေါသဒါမှမဟုတ်မကျေနပ်မှုတွေကိုတခြားသူတွေပေါ်ပုံချတတ်ကြပါတယ်ကိုအပြည့်ကင်းစင်အောင်ကြိုးစားခြင်းဒါကစိတ်ပညာသဘောတရားတစ်ခုပါငါဒီနေ့ကုသိုလ်တွေအများကြီးလုပ်ထားပြီးပြီငါတယောက်ယောက်ကိုអော်လိုက်တာဂုံးတိုက်လိုက်တာဘာဖြစ်လို့လဲဆိုတဲ့စိတ်မျိုးဖြစ်သွားတာပါကုသိုလ်လုပ်ထားခြင်းကိုအမှားလုပ်ဖို့လိုင်စင်တစ်ခုလိုမှားယွင်းစွာအသုံးပြုမိတတ်ကြပါတယ်အစွဲလန်းကြီးခြင်းတရားသဘောအရဥပါဒံလို့ခေါ်ပါတယ်ငါအယူဆမှာအမှန်ငါလုပ်ရက်မှာအမှန်လို့အရန်ဆွဲလန်းသွားတဲ့အခါကိုနဲ့မတူတဲ့သူတွေကိုရန်သူလို့မြင်ပြီးစိတ်ပုတ်တဲ့အပြုအမူမျိုးတွေလုံးမိသွားတတ်ပါတယ်ဒီနေရာမှာကျမတို့သတိထားရမှာကတရားကြောင့်စိတ်ပုတ်တာမဟုတ်ဘူးဆိုတာပါလူတစ်ယောက်ရဲ့အကျင့်စရိုက်ဆိုတာသူကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ခံယူချက်နဲ့စိတ်ဓာတ်တွေပေါ်မှာမူတည်ပါတယ်ဖရာတရားကစိတ်နဲ့တူပါတယ်စေတောက်ပြီးမြညွှန်ကြားချက်အတိုင်းမတောက်ရင်ဒါမှမဟုတ်စေတောက်နေရင်အစိတ်တွေဆက်စားနေရင်ယောဂမပြောင်းနိုင်ပါဘူးအဲ့ဒီလိုပါပဲတရားကိုနှလုံးမသွင်းပဲပုံသေးနည်းအတိုင်းဝိပုနေုံနဲ့တော့စိတ်ကဖြူစင်မလာနိုင်ပါဘူးပါဇက်ကဖရာလက်ကကာယဆိုပြီးပြောကြတာကိုလေကလေးဘွားတွေကကြားဘူးပါတယ်ပတ်ဝန်းကျင်မှာကြားရမြင်ရလေးရှိတဲ့မိကွင်းတစ်ခုရှိပါတယ်ဖရာเจ้าကန်သွားတယ်ပရိစိတ်တွေတရားစခန်းဝင်နေဒါပေမဲ့စကားပြောရင်ခါသီးတယ်အတင်းဖြင်းပြောတယ်စိတ်ကြီးတယ်ဆိုတဲ့ကိစ္စပါဘာကြောင့်ဒီလိုဖြစ်ရတာလဲဘာသာရေးဆိုင်ရာအတ္တကြောင့်ပါငါကသီလရှိတယ်ငါကတရားထိုင်နေဆိုတဲ့အတွေ့ကငါကမြင့်မြတ်တယ်လို့ထင်စေပြီးတခြားသူတွေကိုအောက်ကျသူတွေအဖြစ်ကြည့်မိသွားစေပါတယ်တရားလုံးလေးငါဆိုတဲ့အတ္တကပိုမာလာလေးဖြစ်တတ်တဲ့ထောင်ချောက်ပါတချို့တရားရိပ်သာမှာဉာဏ်စင်ရပြီးသားဆိုတဲ့ယောဂီဥစဉ်တွေကရိပ်သာဝင်ကားစားယောဂီတလေးတွေကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးရှယ်ပလန်နဲ့နှိပ်ကွက်တာတွေလည်းရှိကြပါတယ်အပေါ်ယံဟန်ပြတွေကိုအနှစ်လို့တင်သွားပြီး
အပေါ်ယံမှာပဲဆွေးလန်းသွားတာမျိုးကြောင့်ပါဥပမာမေတ္တာဂယုဏသဘောကိုနားလည်အောင်ကြိုးစားတာတဲ့ရွတ်ဖတ်တာနဲ့လုံထုံးလုံနည်းတွေကိုပဲအာယုံစိုက်နေကြလို့လည်းဖြစ်ပါတယ်ဖျားတရားမလုပ်တဲ့သူတယောက်စိတ်ပုတ်ရင်လူတွေကအထူးဆက်မဖြစ်ပါဘူးဒါပေမဲ့ပတိတကားကားနဲ့သူကစိတ်ပုတ်တဲ့အခါမှာတော့စိတ်ထဲမှာစက်ကျင်ဘက်မှုဝီရောတိဖြစ်ပြီးပို့ပြီးမှတ်မိတွေပြောစရာဖြစ်သွားတတ်ပါတယ်ဥပမာစီတယ်မလက်တော်ဝေကညစ်ပေနေတာအပြစ်ပြောစရာမဟုတ်ပေမီအဝိဖြူလေးစစ်စွန်းတာကတော့လူပြစ်တင်ကြဖြစ်နေပါတယ်လူတယောက်ကဘာသာရေးလုပ်နေရင်သို့မဟုတ်ရုပ်ချောနေရင်အများကသူ့ကိုလူကောင်းလို့ကြိုတင်သတ်မှတ်လိုက်ပါတယ်ဒါကိုဟေလိုအဖမ်းလို့ခေါ်ပါတယ်ဒီသတ်မှတ်ချက်နဲ့လွဲချော်တဲ့အပြုတ်မှုကိုမြင်လိုက်ရတဲ့အခါပို့ပြီးစိတ်ပြက်စရာကောင်းသွားတာပါမျောလင်းချက်များများထားလေမျောလင့်ထားသလိုဖြစ်မလာတဲ့အခါပို့ပင်မှန်းရလေပါပြီနောက်ဆုံးတစ်ခုကပုထုဇဉ်တဘာဝပါဒီလူအပေါ်ကောင်းကျင်ပေမဲ့ဟိုလူအပေါ်ကောင်းကျင်မှကောင်းမယ်ဒီကိစ္စကောင်းပေမဲ့တခြားအခြေအနေမှာအဆင်ပြေခြင်းမှပြေပါလိမ့်မယ်ပုံဒီမတွက်ထားပါနဲ့ဖျားတရားလုပ်သူတွေလည်းပုထုဇဉ်ဘဝကအရိယာဘဝကိုမတက်နိုင်သေးရင်အမားတွေလုပ်တတ်ကြပါလိမ့်အပြစ်တင်နေသူတွေအနေနဲ့လေပုဂ္ဂိုလ်နဲ့ဓမ္မခွဲခြားနားလည်နိုင်ပါစေဖျားရှင်ဟောကြားခဲ့တဲ့အဖြစ်မှန်အင်္ဂုတ္တရနိကေမှာအကြောင်းရင်းနှစ်ချက်ကိုဟောထားပါတယ်တရားဘာဝနာအားထုတ်ပြီးမယ်စိတ်ထားမပြောင်းစိတ်ထားမကောင်းမှုဆိုရင်ဤစနစ်မမှန်မဲအားထုတ်နေလို့ဒါမှမဟုတ်ခွင့်အားပြည့်အောင်အရှိန်အဟုန်ရမပွားနိုင်လို့ဖြစ်ပါတယ်နီးမှန်လမ်းမှန်ဖြင့်မပွားများမိခြင်းတရားအားထုတ်တယ်ဆိုတာလောဘဒေါသမောဟနေပါသွားအောင်လုပ်ရမှာပါဒါပေမဲ့တချို့ကလူကျင်မှုလောဘနေငါမာနကိုအရင်ခံပြီးအားထုတ်နေမိရင်လမ်းမနေတာပါတချို့ကရည်ရွယ်ချက်မှားနေပြီးတချို့ကနီးစနစ်မှားနေတာပါခွင့်အားပြည့်အောင်မပွားများရသေးခြင်းကိလေသာအညစ်အကြေးတွေကနှစ်ရှည်လာများဆွဲကပ်လာတာဖြစ်လို့နီးစနစ်မမှန်နဲ့အားထုတ်ရင်တော့ရက်ပိုင်းလာပိုင်းအားထုတ်ရုံနဲ့မပြောင်းနိုင်သေးတာဖြစ်နိုင်ပါသည်ရင်နွေးဥတည်သလိုပါပဲမိအရှိန်ဝိရိယမပြင်းရင်ရေကစုပ်ပွက်မလာပဲနွေးရုံလောက်ပဲရှိနေတတ်ပါသည်နှစ်ပေါင်းများစွာကပ်လာတဲ့အညစ်အကြေးကိုတခဏနဲ့ဆေးလို့မပြောင်းစင်နိုင်ပါဘူးဘယ်လိုပြုပြင်ကြမလဲစာတက်ပေတဲ့ရုံနဲ့မဟုတ်ပဲတကယ်တရားကိုနှလုံးသွင်းတဲ့သူဟာငါဆိုတဲ့ဆွဲကိုလျှော့ချပါသည်သူတစ်ပါးကိုထင်သေးဖို့ထက်ကိုယ်စိတ်ထဲကအကုသိုလ်ကိုအရင်မြောင်ကြည့်တက်လာတာဟာစစ်မှန်တဲ့တရားလုပ်ခြင်းပါကိုယ်စိတ်ကိုယဉ်ကြည်ပါဘာဝနာပွားနေခြင်းဖျားရှိခိုးနေစင်မှာတော့စိတ်ထဲမှာတစ်ဖက်လူကိုမကျေနပ်တာညူဆူတာရှိနေသလားဆိုတာကိုသတိနဲ့စောင့်ကြည့်ပါရွတ်ဖက်တာထက်အတိတ်ဘယ်ကိုနားလည်အောင်ကြိုးစားပါမေတ္တာပို့တယ်ဆိုတာနှုတ်ကရွယုံနေမဟုတ်ပေလက်တွေမှာတစ်ဖက်လူကိုခွင့်လွှတ်နိုင်ခြင်းနားလည်ပေးနိုင်ခြင်းဖြစ်ရပါမယ်ပဝင်းကျင်အတိမတ်ပြုဖို့ထက်ကိုယ်စိတ်အေးချမ်းမှုကိုပဲအဓိကထားပါတကယ်တရားလုပ်တဲ့မိမသားတယောက်ဟာပို့ပြီးစိတ်ရှည်လာမယ်စကားပြောနူးညံ့လာမယ်ဘေးလူကိုနွေးနွေးထွေးထွေးပေးလာနိုင်ပါလိမ့်မယ်ကိုလုံနေတဲ့အလုပ်ကကိုယ့်အတ္တကိုကြီးစေသလားလျှော့ပါစေသလားပြန်မေးပါအတ္တကြီးလာရင်လမ်းမနေပါပြီနေကုန်းချုပ်ပြောရရင်တော့ဘာသာရေးဆိုတာသူများကိုတရားစီရင်ဖို့ပေးတယ်မဟုတ်ပဲကိုယ်စိတ်ကိုပြုပြင်ဖို့မှန်ချက်တာဖြစ်တင်ပါတယ်တကယ်တရားရိပ်မိသူတရားဟာပို့ပြီးစိတ်ထားကောင်းလာမယ်မှန်ကန်အကျိုးရှိတဲ့စကားတွေပဲပြောလာမယ်မိမိသူတစ်ပါးအကျိုးရုပ်စေမယ့်အရာတွေမလုပ်ဘူးဘေးလူကိုနှွေးထွေးမှုပေးနိုင်လာပါလိမ့်မယ်အဲ့ဒီလိုမဖြစ်လာသေးရင်တော့မြတ်စွာဘုရားရှင်ရဲ့ဩဝါဒတော်အတိုင်းနီးမမှန်တာလားအာမပြည့်သေးတာလားဆိုတာကိုပြန်လဲမေးခွန်းထုတ်ရပါလိမ့်မယ်ဘုရားတရားလုပ်တဲ့မိန်းမတိုင်းစိတ်ပုတ်တာမဟုတ်တယ်လို့ဘုရားမသွားတဲ့သူတိုင်းလည်းစိတ်ကောင်းရှိတာမဟုတ်ပါဘူးအဲ့ဒီကသတိပါပဲကိုပြန်ကြည့်ဖို့ပါတရားလုံနေရင်းနဲ့ငါစိတ်ထဲမှာမနာလိုမှုတွေရှိနေသလားငါသူတစ်ပါးကိုနှိမ်ချမိနေသလားလို့အမြဲဆန်းစစ်ဖို့လိုပါတယ်အပေါ်ယံလုံးဆောင်ချက်တွေထက်အတွင်းစိတ်ကမေတ္တာကပိုရည်ကြီးပါတယ်အားလုံးပဲအနှစ်သာရရှိတဲ့ဘာသာရေးကိုလှုပ်ဆောင်နိုင်ကြပါစေရှင်